စကားပြောနမူနာပုံစံ200ဖြစ်ပါတယ်ဒီကမှာကျွန်တော်တို့ကဓာတ်အတွက်အံ့ဩစရာမရှိပါဒါကိုကျွန်တော်တို့အင်္ဂလိပ်လိုဘယ်လိုပြောမလဲဆက်ပြီးတော့ကြည့်အောင်နော်ဓာတ်အတွက်အံ့ဩစရာမရှိပါ no wonder plus နောက်ကကိုသုံးချင်တဲ့ subject verb object လိုက်ပြီးတော့ရေးရမှာဖြစ်ပါတယ် no wonder plus subject plus verb plus object ဓာတ်အတွက်အံ့ဩစရာမရှိပါဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့နမူနာဝါကျများကိုကြည့်အောင်ပါ she studies every day သူမနေ့စဉ်နေ့တိုင်းစာချက်တယ် no wonder she gets good grades သူမအဆင့်ကောင်းတာအံ့ဩစရာမဟုတ်ပါ he is too much fast food သူကအသင့်စားအစားအသောက်တွေကိုအများပြစားတယ် no wonder he is overweight သူအဝလွန်နေတာအံ့ဩစရာမဟုတ်ပါ they work hard သူတို့ဟာအလုပ်ကိုကြိုးစားတယ် no wonder their business is successful သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအောင်မြင်တာအံ့ဩစရာမဟုတ်ပါ the weather is so cool ဒါသူတို့အရန်ကိုအေးတယ် no wonder it's snowing နှင်းကြနေတာဟာအံ့ဩစရာမဟုတ်ပါဟုတ်ပြီနော်ဆက်ပြီးတော့ကြည့်အောင်ပါ he trains every day သူနေ့စဉ်နေ့တိုင်းလေ့ကျင့်တယ် no wonder he won the race သူပြိုင်ပွဲမှာအနိုင်ရခဲ့တာဟာအံ့ဩစရာမဟုတ်ပါ she's always kind to others သူအမြဲတမ်းရှောက်သူတွေပေါ်ကျင်လာတယ် no wonder everyone likes her လူတိုင်းကသူမကိုနှစ်သက်ကြတာအံ့ဩစရာမဟုတ်ပါ he doesn't sleep well သူကောင်းကောင်းအိပ်မရဘူး no wonder he looks tired သူပင်ပန်းနေပုံရတာဟာအံ့ဩစရာမဟုတ်ပါဟုတ်ပြီနော်ဆက်ပြီးတော့ကြည့်အောင်ပါ they practice a lot သူတို့ကျေဖန်များစွာလေ့ကျင့်တယ် no wonder they play so well သူတို့ကစားပုံသိကောင်းတာဟာအံ့ဩစရာမဟုတ်ပါ she drinks a lot of coffee no wonder she can't sleep at night သူက coffee တွေအများကြီးကိုတောက်တယ်ဒါကြောင့်မလို့သူကညဘက်မှာအိပ်မပြောတာဟာအံ့ဩစရာမဟုတ်ပါ he is very rich သူအရန်ချမ်းသာတယ် no wonder he has a big house သူကအင်ကြီးအကောင်တစ်ခုရှိတာဟာအံ့ဩစရာမဟုတ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီနေ့စကားပြောမှုစာပုံစံ200ပါ no wonder plus subject plus verb plus object ဒါအတွက်အံ့ဩစရာမရှိပါဆိုတဲ့အသုံးလေ့လာခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာနမူနာဝါကျများကိုဖတ်ပြီးတော့အစားထိုးပြောဆိုသုံးစွဲကြည့်